နမောတတ္တဗကေဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗကေဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗကေဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသုတ္တဓမ္မဒီပလိုမာ level 2တရားကောင်းစဉ်ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်မိဂွန်းနှင့်အဖြေများတရားကောင်းစီ၌ပါဝင်သောဓမ္မအသိဖြင့်၌ဓမ္မအရာဖော်ပြ၍ဒွိစက္ခု၏အဓိပ္ပာယ်ကိုလည်းဖော်ပြခဲ့ပါတရားကောင်းစီ၌ပါဝင်သောဓမ္မအသိဖြင့်၌ဓမ္မအရာဖော်ပြရသောဓမ္မဆိုသည်မှာအမှန်အမှားကိုခွဲခြားသိနိုင်အောင်ဟောပြောထားသောဗုဒ္ဓမြတ်စွာ၏ဆုံးမသွန်သင်ချက်ကိုခေါ်ပါသည်အကောင်းအဆိုးနှမျိုးကိုပေးတတ်သောသဘာဝအကြောင်းတွေ၏အကျိုးအကြောင်းအဆိုးအကောင်းကိုသိတာလည်းဓမ္မကိုသိတာဖြစ်ပါသည်ဓမ္မအသိဖြင့်ဘဝမှာအကျိုးရှိနေရန်အသိဉာဏ်ရှိရပါမည်ပစ္စုပန်တန်တရားနှစ်ဖြာလုံးအကျိုးရှိမည်နေနည်းမျိုးကိုဗုဒ္ဓမြတ်စွာမှဆုံးမဩဝါဒပေးထားပါသည်ဒီစက္ခုဤအဓိပ္ပာယ်မှာလူတိုင်းမျက်စိနှလုံးရှိတဲ့ကဲ့သို့အသိဉာဏ်နှစ်ခုရှိရပါမည်နှစ်ဖက်မြင်ရမည်ဟုဆိုလိုခြင်းဖြစ်ပါသည်နှစ်ဖက်မြင်ရမည်ဟုဆိုသည်မှာယခုဘဝကောင်းကျိုးအတွက်မရသေးသောစီးစိမ်ဥစ္စာများရရန်ရလာသောစီးစိမ်ဥစ္စာများတည်မြဲစေရန်နှင့်တိုးတက်ရန်အသိဉာဏ်မျက်စိတစ်လုံးရှိရပါမည်။နောက်ဘဝကောင်းကျိုးအတွက်ကုသိုလ်အကုသိုလ်အပြည့်ရှိခြင်းမရှိခြင်းဟူသောဓမ္မအရေးနှင့်ပတ်သက်ပြီးသိသောဉာဏ်မျက်စိတစ်လုံးရှိရမည်။အဘဲကြောင့်ဆိုသောတစ်ခုနှင့်တစ်ခုထိန်ညှိနိုင်မှအကျိုးခိုင်မြဲမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။စီးပွားဥစ္စာတိုးတက်လာတော့လေကိုချင်းတရားဆုပ်ယုပ်ပျက်စီးနေလျင်ကောင်းကျိုးချမ်းသာများတဖြည်းဖြည်းဆုပ်ယုပ်သွားနိုင်ပါ၍စီးပွားကိုလည်းတိုးတက်အောင်လုပ်ရတဲ့ကဲ့သို့ကိုချင်းတရားပဲ၌လည်းတိုးတက်အောင်ကြံဆောင်သိမြင်နိုင်သောအသိဉာဏ်နှစ်ခုကိုဒီစက္ခုမျက်စိနှလုံးရှိသူဟုခေါ်ဆိုခြင်းဖြစ်ပါသည်စာပေကျမ်းဂန်လာအကျိုးနှမျိုးကိုပါဠိမြန်မာနှစ်ဘာသာဖြင့်ဖော်ပြ၍ပစ္စုပန်အကျိုးတရားများကိုလည်းပြည့်စုံစွာဖော်ပြခဲ့ပါစာပေကျမ်းဂန်လာအကျိုးနှမျိုးကိုပါဠိမြန်မာနှစ်ဘာသာဖြင့်ဖော်ပြရသော၁ဒိဋ္ဌဓမိကအဋ္ဌပစ္စုပန်မျက်မှောက်ဘဝမှာရရှိသောအကျိုး၂သမရာယိကအဋ္ဌတမလွန်ဘဝနောင်ဘဝမှာရရှိသောအကျိုးတို့ဖြစ်ကြပါသည်ဒိဋ္ဌဓမိကအဋ္ဌမျက်မှောက်ဘဝပစ္စုပန်မှာရရှိသောအကျိုးတရားများကိုပြည့်စုံစွာဖော်ပြရသောကာကြီးယခုဘဝတွင်ပစ္စုပန်တွင်စီးစိမ်ဥစ္စာရခြင်းခါခွေယာရုဂုံသိမ်းရခြင်းဂငယ်ထူးခြားသောဂုံအည်သွေးများရခြင်းဂါကြီးချမ်းချမ်းသာသာနေရခြင်းတို့ဖြစ်ပါသည်မိမိတန်တန်၌ကုသိုလ်စိတ်တစ်ခုဖြစ်ပေါ်လာဖို့လိုအပ်သောအရေးအသွေးအချက်လက်များကိုပါဠိမြန်မာနှစ်ဘာသာဖြင့်ဖော်ပြခဲ့ပါမိမိတန်တန်၌ကုသိုလ်စိတ်တစ်ခုဖြစ်ပေါ်လာဖို့လိုအပ်သောအရေးအသွေးအချက်လက်များကိုပါဠိမြန်မာနှစ်ဘာသာဖြင့်ဖော်ပြရသောအချက်၄ချက်လိုအပ်ပါသည်၎င်းတို့မှာ၁နိယမိတ်တာမိမိတန်တန်တွင်ကုသိုလ်စိတ်သာဖြစ်စေရမည်ဟုဆုံးဖြတ်ချက်ချထားရမည်နံပါတ်2သမုဒ္ဒါစာရကုသိုလ်အလုပ်ကိုအမြဲတမ်းအလေးအကျင့်ရှိရမည်3ပရိနာမိတ်တာအမြဲတမ်းမိမိရဲ့စိတ်ကိုကောင်းတဲ့ဘက်ကိုပဲညွှတ်နေအောင်ထားပြရမည်4အာဘုဇိတာနှလုံးသွင်းမှုမှန်ကန်ခြင်းနှလုံးသွင်းစင်ကြယ်မှုရှိရမည်တို့ဖြစ်ပါသည်မိမိတန်တန်၌ရှိသောလောဘဒေါသစသောအဆိုးတရားများကိုဖယ်ရှားပြစ်နိုင်သောကုသိုလ်တရားများကိုအဓိပ္ပာယ်နှင့်တကွပြည့်စုံအောင်ဖော်ပြခဲ့ပါမိမိတန်တန်၌ရှိသောလောဘဒေါသစသောအဆိုးတရားများကိုဖယ်ရှားပြစ်နိုင်သောကုသိုလ်တရားများကိုဖော်ဆောင်ပေးနိုင်၍
ကုသလကုသိုလ်ဟုခေါ်ပါသည်ကုဆိုသည်မှာအစိုးတရားများကိုတလဖယ်ရှားပေးနိုင်သောစွမ်းအားရှိသည့်သဘာဝတရားမျိုးကိုခေါ်ပါသည်ထိုသဘာဝစွမ်းအားများဆိုသည်မှာအာလောဘအာဒေါသအာမောဟတို့ကိုခေါ်ပါသည်အာလောဘဆိုသည်မှာမိမိရဲ့ပစ္စည်းများကိုအများနှင့်မျှဝေခံစားနိုင်သောစိတ်ထားကိုခေါ်ပါသည်အာဒေါသဆိုသည်မှာအများ၏အကျိုးကိုလိုလားသောမေတ္တာဖြစ်ပါသည်အာမောဟဆိုသည်မှာဘာကိုလှုပ်တင်တယ်လဲမလှုပ်တင်ဘူးလဲဆိုတာကိုသိသောအတိမျိုးကိုခေါ်ပါသည်တို့ဖြစ်ပါသည်မေတ္တာပွားရမည့်အချိန်ကိုဖော်ပြ၍မေတ္တာအမျိုးအစားများကိုလည်းဖော်ပြခဲ့ပါမေတ္တာပွားရမည့်အချိန်ကိုဖော်ပြရသောမေတ္တာပွားမည်ဆိုလျင်မည်သည့်အချိန်မှမဆိုပွား၍ရပါသည်မေတ္တာအမျိုးအစားများကိုဖော်ပြရသော၃မျိုးရှိပါသည်1မနောကံမေတ္တာစိတ်ထဲမှတရားတွေကျမ်းမာချမ်းသာကြပါစေဟုပွားများခြင်း2ကာယကံမေတ္တာလမ်းသွားရင်စူးတွေတွေ့လို့ဖယ်ရှားပေးလိုက်တာမျိုးကိုကာယကံမေတ္တာဟုခေါ်ပါသည်3ဝစီကံမေတ္တာကောင်းသောအကြံဉာဏ်များကိုပေးခြင်းကိုခေါ်ပါသည်တို့ဖြစ်ပါသည်ဓမိယလက်ဒဟုသည်အဘယ်ကိုခေါ်ဆိုသည်နည်းထိုအရာဖြင့်သုံးဆွဲရမည့်အရာဌာနတို့ကိုလည်းပြည့်စုံအောင်ဖော်ပြခဲ့ပါဓမိယလက်ဒဟုသည်မှာလူဆိုသည်မှာစီးပွားရေးမျက်စိလည်းရှိရမည်ဓမ္မအရေးရာအသိလည်းရှိရမည်တရားသဖြင့်သာစီးပွားရှာရမည်စီးပွားရှာသောအခါဓမ္မအသိဖြင့်မကောင်းတာမှန်သမျှမလုံးမိအောင်တရားနှင့်ထိန်းသွားနိုင်ရမည်ထိုပုဂ္ဂိုလ်ရလာသောအကျိုးစီးပွားကိုဓမိယလက်ဒတရားသဖြင့်ရသောအကျိုးစီးပွားဟုခေါ်ပါသည်ထိုအရာဖြင့်သုံးဆွဲရမည်အရာဌာနတို့ကိုလည်းပြည့်စုံအောင်ဖော်ပြရသောဓမိယလက်ဒတရားသဖြင့်ရလာသောအကျိုးစီးပွားနှင့်ဓမ္မအသိဉာဏ်ပေါင်း၍1မိမိကိုယ်တိုင်လည်းချမ်းသာအောင်နေရမည်2မိမိပတ်ဝန်းကျင်ကိုလည်းချမ်းသာအောင်ထားရမည်3မိဘကိုလည်းကျွေးမွေးစောင့်ရှောက်ရမည်4ဆွေမျိုးသားချင်းများကိုလည်းထောက်ပံ့ရမည်5မိမိကိုးကွယ်သောဘာသာတရားကိုလည်းထောက်ပံ့ရမည်တို့ဖြစ်ပါသည်လောကလူသားတို့နေထိုင်နည်းတို့ကိုလည်းပုဂ္ဂိုလ်အလိုက်ပြည့်စုံအောင်ဖော်ပြခဲ့ပါလောကလူသားတို့နေထိုင်နည်းတို့ကိုလည်းပုဂ္ဂိုလ်အလိုက်ပြည့်စုံအောင်ဖော်ပြရသောနေထိုင်နည်း2မျိုးရှိပါသည်ထိုပုဂ္ဂိုလ်အလိုက်နေထိုင်နည်း2မျိုးမှာ1ပညာရှိတို့၏နေနည်းနှင့်2ပညာမဲ့တို့၏နေနည်းဟု၍ဖြစ်ပါသည်1ပညာရှိတို့၏နေနည်းမှာအသက်မွေးမှုထဲတွင်ပညာနှင့်အသက်မွေးခြင်းသည်အကောင်းဆုံးဖြစ်သည်စဉ်းစားပြီးလောက်ကင်ဆောင်ရွက်ခြင်းဘလို့များနေ့တွေညတွေကုန်သွားလေစဉ်းစားခြင်းမိမိကိုယ်ကိုစစ်ဆေးပြီးပညာနှင့်အသက်ရှင်ခြင်းကောင်းသောနည်းနှင့်နေ့ရက်များကုန်အောင်အသုံးချပြီးအသက်မွေးခြင်းတို့ဖြစ်ပါသည်ပညာမဲ့တို့၏နေနည်းမှာဒီဘဝမှာကောင်းစားရင်ပြီးရောအကျိုးအကြောင်းအဆိုးကောင်းမသိခြင်းအစာအသောက်မှလွဲ၍ဘာကိုမှမစင်စားခြင်းမကောင်းသောနည်းဖြင့်နေ့ရက်များကုန်အောင်အသုံးချပြီးအသက်မွေးခြင်းတို့ဖြစ်ကြပါသည်ပုဂ္ဂိုလ်၄မျိုးကိုအကျဉ်းများဖော်ပြ၍လောက၌အစင်းမြင့်မြင့်နေသည်မြင်လိုအပ်သောအရေးအချင်းတို့ကိုလည်းဖော်ပြခဲ့ပါပုဂ္ဂိုလ်၄မျိုးကိုအကျဉ်းများဖော်ပြရသော1အမှောင်တဲကလာပြီးအမှောင်တဲသွားနေသူနှိမ့်ကြသောအခြေအနေမျိုးမှဖြစ်ပြီးနှိမ့်ကြသောအလုံးများဒုစရိုက်များကိုလုပ်သူ2အမှောင်တဲကလာပြီးအလင်းတဲသွားနေသူနှိမ့်ကြသောအခြေအနေမျိုးမှဖြစ်ပြီးကောင်းသောအလုပ်များကိုလုပ်သူ3အလင်းတဲကလာပြီးအမှောင်တဲသွားနေသူပြည့်ပြည့်စုံစုံနှင့်မွေးလာပြီးရုပ်ရည်ယူပကလည်းပြည့်စုံအသိဉာဏ်လည်းပြည့်စုံပြီးဒုစရိုက်အလုပ်များကိုလုပ်သူ4အလင်းတဲကလာပြီးအလင်းတဲသွားနေသူပြည့်ပြည့်စုံစုံနှင့်မွေးလာပြီးရုပ်ရည်ယူပကလည်းပြည့်စုံအသိဉာဏ်လည်းပြည့်စုံပြီးကောင်းသောအလုပ်များကိုလုပ်သူတို့ဖြစ်ကြပါသည်လောက၌အစင်းမြင့်မြင့်နေသည်မြည်ရန်လိုအပ်သောအရေးချင်းတို့မှာ1တတ္တာ
မိမိလုပ်သောအလုပ်ပေါ်မှာယုံကြည်ချက်ရှိရမည်နှစ်ဝရိယခိုင်မာသောဇွဲဝရိယရှိရမည်သုံးတတိမိမိအလုပ်ပေါ်တွင်တတိနှင့်ကြိုးစားမှုရှိရမည်လေးတမာတိအာယုံတစ်ခုတည်းပေါ်မှာစိတ်တည်ငြိမ်မှုရှိရမည်ငါပညာလှုပ်သင့်မလှုပ်သင့်ခွဲခြားပြီးအမြဲစမ်းစစ်ရမည်တို့ဖြစ်ပါသည်အဘယ်တရားတို့ကိုအာယုံပြုနေလျင်ဓမ္မအတိဖြင့်နေသည်မိပါသည်ဓမ္မအတိဖြင့်နေရန်တစ်ဘုရားကုံတော်ကိုအာယုံပြု၍နေခြင်းနှစ်တရားကုံတော်ကိုအာယုံပြု၍နေခြင်းသုံးသံဃာကုံတော်ကိုအာယုံပြု၍နေခြင်းလေးမိမိ၏သီလကုံကိုအာယုံပြု၍နေခြင်းငါမိမိ၏စွန့်ကြဲပေးကမ်းမှုဒါနကိုဆင်ခြင်၍နေခြင်း6နတ်တို့ဤတဒါသီလသုတစာကစသည့်ဂုံကိုအာယုံပြု၍နေခြင်းတို့သည်ဓမ္မအတိဖြင့်နေသည်မိပါ၏အထက်ပါနေထိုင်နည်း6မျိုးထဲမှတစ်ခုခုကိုအာယုံပြု၍နေလျင်ဓမ္မအတိနှင့်နေခြင်းမိပါသည်စီဗီယာတောက်သောအမျိုးသားအမျိုးသမီးတို့ရရှိနိုင်သောဆိုးကျိုးတို့ကိုဖော်ပြ၍နတ်ပြည်၌ဖြစ်လိုခြင်းနတ်တို့ကိုအောင်းမေမှတ်ရနေခြင်းသည်ဒေဝတာနုတ္တိမိပါသလားရှင်းပြခဲ့ပါစီဗီယာတောက်သောအမျိုးသားအမျိုးသမီးတို့ရနိုင်သောဆိုးကျိုးတို့မှာတစ်ဖြစ်ရဘဝမှာအုံနောက်ကြမပြေဖြစ်တတ်ခြင်းနှစ်ယူယူနန်းနန်းဖြစ်တတ်ခြင်းစသည့်ဆိုးကျိုးများဖြစ်နိုင်ပါသည်နတ်ပြည်၌ဖြစ်လိုခြင်းနတ်တို့ကိုအောင်းမေ့အမှတ်ရနေခြင်းသည်ဒေဝတာနုတ္တိမမီပါဒေဝတာနုတ္တိဆိုသည်မှာနတ်တို့ဤဂုံရည်ချင်းများဖြစ်သောတတ္ထာသီလသုတစာကပညာဆိုသည့်အရေးအသွေးကောင်းများကိုအာယုံပြုပြီးမိမိရင်ထဲမှရှိသောတတ္ထာသီလသုတစာကပညာစာသောဂုံရည်ချင်းများနှင့်နှိုင်းယှဉ်ကြည့်ပြီးဝမ်းသာမှုဖြစ်ခြင်းနတ်တို့ဤကုသိုလ်ကောင်းမှုမျိုးမိမိရင်ထဲမှာလည်းရှိနေတာပဲဟုဆင်ခြင်စဉ်းစားပြီးပွားများခြင်းဖြင့်ဝမ်းမြောက်မှုပီတိငြိမ်းအေးမှုစိတ်ချမ်းသာမှုများဖြစ်ပေါ်လာခြင်းကိုခေါ်ပါသည်ဗုဒ္ဓသာသနာစီရန်တိတ်တုဗုဒ္ဓသာသနာစီရန်တိတ်တုဗုဒ္ဓသာသနာစီရန်တိတ်တုသာဓုသာဓုသာဓုပါဖျာ